International Trade Exhibition 2013 Yama Pimisa Punita Way Yamanandila Yusuf when you go to women's season when you know Tamashina Nayama Pibana Yama Pimisa Punita Way never said Yamanandila Yusuf when you go to women's season Simagini Sivai when you come in First International Insulin Public from the living managing director, who was Sami, the Conservation Director, who are Duma, Pedro Kelly, Philip Dubai, Lee Haga, Italian Punjab. Ready?
tried to be chill, but you're so hot that I melted. I fell right through the cracks. Now I'm trying to get back. Before the cool done run out, I'll be giving it my best. This and nothing's gonna stop me but divine intervention. I reckon it's again my turn to win some or learn some, but I won't hesitate no more, no more. It cannot wait. I'm yours. Open up your mind and see like me. Open up your plans and damn, you're free. I look into your heart and you'll find love, 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 and love. Listen to the music of the moment, people dance and sing. We're just one big family, and it's our God-forsaken right to be loved, love, 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 loved. So I won't hesitate no more, no more. It cannot wait. I'm sure there's no need to complicate. Our time is short. This is our fate. I'm yours. Do 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 do, but do you do do do, but do you want to come on? Scooch on over closer, dear, and I will nibble your ear. Soon the bubble boom boom. I've been spinning way too long, checking my tongue in the mirror and bending over backwards just to try to see it clearer. But my breath fogged up the glass, and so I drew a new face and I laughed. I guess what I'll be saying is there ain't no better reason to rid yourself of vanities and just go with the seasons. It's what we aim to do. Our name is our virtue, but I won't hesitate no more, no more. It cannot wait. I'm yours. Well, open up your mind and see like me. Open up your plans and damn, you're free. I look into your heart and you'll find that the sky is yours. So please don't, please don't, please don't. There's no need to complicate, 'cause our time is short. This is our fate. I'm yours.
မင်္ဂလာပါကို မင်္ဂလာပါခင်ဗျာ စာရေးဆရာကြီးစင်မကျွန်းအောင်သိကိုအခုလိုပါလေပုံလူရုပ်ထုကိုထုတ်ပြရတဲ့အကြောင်းရင်းလေးကိုသိခွင့်ပေးပါ ဟုတ်ကဲ့အောင်ဆိုဒီနေရာကိုရွေးချယ်ရခြင်းအကြောင်းရင်းကဒီနေရာကတမတော်ခမ်းမဖြစ်ပြီးတော့ဒီနေရာဆိုရင်ရန်ကုန် International Trade Exhibition ရဲ့ပြပွဲရက်ဖြစ်ပါတယ်ကျွန်တော်တို့ကအရင်ကဆိုလို့ရှိရင်ပကြီးဘူးပြပွဲတွေကိုပကြီးဘူးဂယ်လရီတွေပြခန်းလေးမှာပဲပြသလေးရှိပါတယ်အဲ့လိုပြသတဲ့အခါမှာကျွန်တော်တို့စီကိုလာတဲ့သူကပကြီးဘူးစိတ်ဝင်စားပြီးသားလူနည်းစုလောက်ပဲအများအားလာကြပါတယ်တခါလာလဲဒီလူတွေပါပဲနောက်တစ်ချိန်ပွဲလို့ရင်လည်းဒီလူတွေပါပဲဘသူပြလာတဲ့လူတွေကလူနည်းစုကျင်းမြောင်းတဲ့ channel တစ်ခုပဲအနေနဲ့ပဲလာကြပါတယ်ဒီနေ့ပွဲအပြင်ကျွန်တော်တို့ဒီကိုလာနေကြလူတွေမဟုတ်ဘဲနဲ့အခြားနယ်ပယ်တဲ့လူတွေပြည်သူလူတွေရဲ့ရှေ့မှောက်ကိုကျွန်တော်တို့ကအရောက်လှမ်းခြင်းဖြစ်ပါတယ်အမှုပညာသည်ပြည်သူအတွက်ဆိုတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ရဲ့ပကြီးဘူးပညာကိုကျွန်တော်တို့စီလာဖို့မလိုဘူးပြည်သူတွေအများပြရှိမဲ့နေရာမှာကျွန်တော်တို့ကသွားရောက်ပြီးတော့ကျွန်တော်တို့ရဲ့ပကြီးဘူးပညာကိုလက်တွေ့ရေးဆွဲထုလုပ်ပြီးတော့ပြည်သူတွေကိုချပြခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကနေ့ကဆရာကြီးစင်မြကျွန်းအောင်သိန်းရဲ့ပုံတူကိုလက်တွေ့ရေးဆွဲခြင်းဖြစ်ပါတယ်ဆရာကြီးကစာအုပ်ပေါင်း300ကျော်ရေးသားပြုစုခဲ့တဲ့အပြင်အာဆီယံဆိုင်ရာစာပေစုကိုလည်းရရှိခဲ့ပါတယ်အမျိုးသားစာပေစုကိုလည်းရရှိခဲ့တဲ့အပြင်လက်ရှိအစိုးရရဲ့လက်ထက်မှာလည်းစီသူဘွဲကိုလည်းရရှိခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်အသက်အပြင်လည်း86နှစ်ရှိပါပြီဒါကြောင့်မို့လို့ဆရာကြီးရဲ့ပုံတူအမတ်တရထုလုပ်မယ်ဆိုပြီးတော့ဆရာကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ဒီနေ့မှာဆရာကြီးကိုဖိတ်ကြားပြီးတော့တောင်းပန်ပြီးတော့ဆရာကြီးရဲ့ပုံတူကိုပကြီးဆရာဦးရှင်မြတ်ရေးဆွဲပါတယ်ကျွန်တော်ကပုံတူထုလုပ်ပြီးတော့ဆရာကြီးကိုပူဇော်ပါတယ်ဒီပွဲလေးကိုလည်းကျွန်တော်တို့စီလာနေကြလူတွေမဟုတ်ဘဲနဲ့ကျွန်တော်တို့စီကိုလာတာမရှိတဲ့ပြည်သူရဲ့ကြားမှာကျွန်တော်တို့အရောက်လှမ်းပြီးတော့လက်တွေ့ရေးဆွဲထုလုပ်ပြီးလို့ရှင်အပြင်ကျွန်တော်တို့ရဲ့ပကြီးဘူးပညာကိုပြည်သူတွေအများပြပိုစိတ်ဝင်စားစေအောင်လှုပ်ဆောင်မှုတည်းလှုပ်ရှားမှုတည်းအနေနဲ့လှုပ်ရှားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီနေ့ကဆရာကြီးစင်မကျွန်းရုပ်ထုပြီးလို့ရှိရင်တော့မနေ့ဖြန်မှာတော့ပကြီးဆရာဦးမောင်သိန်းရုပ်ထုထုလုပ်မှာဖြစ်ပါတယ်ပကြီးဦးမောင်သိန်းကတော့ပြည်သူတွေလူအများပြကြိုက်တဲ့ပကြီးမျိုးရေးစားခြင်းမဟုတ်ပါဘူးတပ်ပုံနဲ့ကွဲလွဲတဲ့ပကြီးကိုပကြီးလိုပဲရေးဆွဲပါတယ်ဒါကြောင့်မို့လို့ဆရာကြီးကဦးမောင်သိန်းရဲ့ပကြီးကားများဥရောပတိုက်ကသာအများအပြည့်နှစ်သက်ကြပါတယ်ဈေးကွက်အလိုလိုက်ပြီးတော့ချောအောင်လှအောင်လူမျိုးမရေးဘဲနဲ့တပ်ပုံနဲ့တူအောင်မရေးဘဲနဲ့ကွဲလွဲအောင်ပကြီးဆရာရဲ့အမြင်အတိုင်းတတိရှိနဲ့ဆုံးဖြတ်ချက်အတိုင်းလုပ်ကင်တဲ့အတွက်ကြောင့်ဆရာဦးမောင်သိန်းဟာ80နဲ့လည်း8နှစ်ရှိပါပြီဒါကြောင့်မို့ဆရာဦးမောင်သိန်းကိုတော့မနေ့ကမှတော့ရေစွဲထုတ်လို့မှာဖြစ်ပါတယ်တပတ်ခါမှာတော့ပကြီးဦးလာတင်ထုံးမှာပကြီးဦးလာတင်ထုံးကတော့ရေစေးပကြီးကိုပြည်내နိုင်ငံမှာတောက်ရောက်တင်ကြားခဲ့ပါတယ်ရေစေးပကြီးပြပွဲတွေလည်းအချိန်ပေါင်းများစွာပြသခဲ့ပါတယ်ဒီပြင်စာရေးဆရာဝင်းပနာမည်နဲ့လည်းကျွန်တော်ငယ်လေးတွေကပါရီခီးတယ်ဆိုတဲ့ပြင်သစ်မှာပကြီးဘုလေးလာတဲ့အကြောင်းတွေကိုရေးသားစာအုပ်ထုတ်ဝေခဲ့ပါတယ်အဲ့စာအုပ်ကကျွန်တော်တို့ခေတ်အခါမှာတော့အလွန်နာမည်ကျော်ကြားခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်ကလည်းဆရာဥပကြီးပကြီးဥပကြီးရဲ့နှစ်တရာပြည့်အထိမ်းအမှတ်အဖြစ်ဥပကြီးရဲ့အထုပ်ပတ်တိကိုရေးသားထုတ်ဝေခဲ့ပါတယ်ဒီနှစ်မှာလည်းဝနကျော်ထွင်ပကြီးဥဆန်ဝင်းရဲ့အထုပ်ပတ်တိကိုလည်းရေးသားထုတ်ဝေခဲ့ပါတယ်ပကြီးဥဆိုင်ရာအဖွဲ့အစည်းတွေရုံးဌာနအသီးသီးမှာလည်းတာဝန်ထမ်းဆောင်ခဲ့ပါတယ်ယဉ်ကျေးမှုတက္ကသိုလ်မှာလည်းဥတန့်စင်ဆိုတဲ့နာမည်နဲ့ဒုတိယပမောက္ခချုပ်အထိတာဝန်ထမ်းဆောင်ခဲ့ပါတယ်ဒါကြောင့်တပတ်ခါမှာတော့ဆရာဥတန့်စင်ရုပ်ထုထုလုပ်ပြီးတော့နောက်ဆုံးနေ့၄ရက်မြောက်မှာတော့ပကြီးဥမြဟန်ပုံတူထုလုပ်မှာဖြစ်ပါတယ်ပကြီးဥမြဟန်ကတော့ပုံတူနဲ့ရေးတဲ့နေရာမှာနာမည်ကျော်ကြားပြီးတော့ပိုစတာပကြီးနဲ့အောင်မြင်ခဲ့တဲ့ပုံကဖြစ်ပါတယ်ယနေ့အောင်မြင်နေတဲ့ပကြီးဆရာတော်တော်များများကလည်းဆရာဦးမြတ်ဟန်မွေးထုတ်တင်ကြားခဲ့တဲ့ပုံကဖြစ်ပါတယ်ပကြီးကိုကိုယ်တိုင်ထူးချွန်အောင်ရေးတဲ့ုံနဲ့မကပဲနဲ့တပည့်တွေကိုလည်းထူးချွန်အောင်ပေါက်မြောက်အောင်တင်ကြားပေးနိုင်တဲ့ပုံကဖြစ်ပါတယ်ဒါကြောင့်မို့လို့နောက်ဆုံးနေ့မှာတော့ဆရာဦးမြတ်ဟန်ပုံတူကိုရေးဆွဲထုလုပ်မှာဂုဏ်ပြုမှာဖြစ်ပါတယ်ခင်ဗျာဆရာပကြီးကိုကြော်မင်းနေနဲ့ခုလိုပေါ့လေပုံတူတွေကိုထုလုပ်ခဲ့တာနာမည်ကျော်တွေကြီးပဲတွေ့ရတယ်လေအဲ့တော့နာမည်ကျော်တွေဘယ်နှစ်ယောက်လောက်ရှိပါပြီလဲပုံတူဘုထုတာအများသောအားဖြင့်ရေဘူးရဆန်တဲ့စကားအနေနဲ့ဂုံပြူတာပေါ့နော်ဂုံပြူတယ်ဆိုတော့တစ်ဖက်ကလည်းဂုံပြူခံနိုင်လောက်တဲ့ပုံကူကြီးဖြစ်ဖို့လိုပါတယ်ဒီလိုမျိုးထင်ရှားကြကြတဲ့ကျွန်တော်တို့အလေးစားအတူယူပဲအားကြတဲ့ပုံကူကြီးထုလုပ်ခဲ့တာဒါ26ကြိမ်မြောက်လက်တွေ့ရေးဆွဲပွဲထုလုပ်ပွဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါအခုလိုမျိုးမေးမြန်းစူးစမ်းပြီးတော့ပြည်သူတွေအများပြားကိုပကြီးဘူးပညာကိုပုံစိတ်ဝင်စားအောင်လှုပ်ရှားပေးတဲ့မီဒီယာရုပ်သံကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
င်္ဂလာပါဆရာ မင်္ဂလာပါ ဆရာနာမည်လေးကျေးဇူးပြုပါ ဟောပကြီးရွှေမြစ်ပါ ဆရာကူဆရာကြီးစင်မြူကျွန်းအောင်သိန်းရဲ့ပုံကိုပုံလူရေးဆွဲနေတယ်ပေါ့လေအဲ့ဒီရွယ်ချက်လေးသိခွင့်ပေးပါအောင် စင်မီတို့အောင်သိန်းစာရေးဆရာကြီးကို